1965 ခုနှစ်ဇန်နဝါရီလ9ရက်အေးထန်းကအယူထဲထိစိတ်နေတဲ့ညတညတောင်ကိုရီးယားအခြေစိုက်အမေရိကန်တပ်မတော်အမှတ်8တပ်မှကအသက်24နှစ်အရွယ်တက်ကြကြီးချာရောဘတ်ဂျန်ကင်ဟန်ကင်းလေနေအမောင်တဲကိုငေးကြည့်နေပါတယ်သူကောင်းထဲမှာအတွေးတစ်ခုပဲရှိတယ်ငါကိုဘီယနန်ကိုပို့တော့မယ်အဲ့ဒီမှာငါအသေးမခံနိုင်ဘူးဘီယာဆယ်ဘူးကိုတောက်ပြီးနောက်မှသူဟာမိုင်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်သူဟာတနက်ပြောင်းဝမှအဖြူရောင်အတွင်းကန်ဘောင်းမီကိုချီပြီးမြောက်ကိုရီးယားဘက်ကိုရှောက်သွားခဲ့ပါတယ်သူ့အစီအစဉ်ကရိုးရှင်းပါတယ်မြောက်ကိုရီးယားစီမှာခိုလုံခွင့်တောင်းမယ်ပြီးရင်ရုရှားတန်ယုံကတဆင့်အမေရိကန်ကိုပြန်ပို့ခိုင်းမယ်ဒါပေမဲ့အဲ့ဒီခြေလက်ဟာငရေကန်တွေကိုလှမ်းလိုက်တဲ့ခြေလက်မှန်သူမသိခဲ့ပါဘူးငရေကန်တွေကနေရမြမြောက်ကိုရီးယားဟာသူ့ကိုဧည့်သည်လို့မဆက်ဆံခဲ့ပါဘူးသူ့ကိုအမေရိကန်စစ်ပြေး3ယောက်နဲ့အတူအကျဉ်းခန်းလေးတစ်ခုထဲမှာပိတ်လောင်ထားခဲ့ပါတယ်ဂျန်ကင်ဟာနောက်ပိုင်းမှာဒီလိုပြောခဲ့ပါတယ်ကျွန်တော်တို့မှာခွေးတွေတဲ့တောင်အခွန်ကြီးမရှိခဲ့ဘူးတဲ့တနေ့ကို10နာရီကျော်ခေါင်းဆောင်ကြီးကင်အီဆွန်းရဲ့အတွေ့အခေါ်တွေကိုအလွတ်ကျက်ခိုင်းတယ်အလွတ်မရရင်ရိုက်နှက်ခံရတယ်သူတို့ဟာဝါဒဖြန့်ရုပ်ရှင်တွေမှာဘီလိန်တွေအဖြစ်အသုံးချခံရပါတယ်ဂျန်ကင်ဟာမြောက်ကိုရီးယားမှာအရန်နာမည်ကြီးတဲ့မင်းသားဖြစ်လာပြီမဲ့ကင်မရာတွေပိတ်သွားတဲ့အခါမှာတော့သူဟာအစာကြီးစားငတ်ပြက်နေတဲ့ကျွန်းတယောက်သာဖြစ်ပါတယ်တခါကသူ့လက်မောင်းမှာပါတဲ့အမေရိကန်စစ်တပ်စီးမင်းကြောင်တက်တူးကိုမြောက်ကိုရီးယားစစ်သားတွေကထုံစည်းမပါပဲဓာတ်နဲ့လှိထုတ်ပစ်ခဲ့ပါတယ်ဒါဟာသူတို့ကိုပြီးတဲ့နှိမ့်ဆက်မှုတွေကအသေးအဖွဲတစ်ခုပါဒဇိန်း2ယောက်ရဲ့အလင်းရောင်1980ခုနှစ်မှာတော့ဂျန်ကင်ရဲ့ဘဝတွေကိုထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပါတယ်သူမကတော့ဟီတိုမီဆိုကာပါသူမဟာဂျပန်နိုင်ငံကနေမြောက်ကိုရီးယားတချို့ရဲ့ပြန်ပြီးဆွဲခြင်းကိုခံခဲ့ရတဲ့သူနာပြုဆရာမလေးဖြစ်ပါတယ်မြောက်ကိုရီးယားအစိုးရကသူတို့ကိုအတင်းအကျပ်လက်ထပ်ပေးခဲ့ပါတယ်ရည်ရွယ်ချက်ကတော့ဂျန်ကင်မြောက်ကိုရီးယားကနေထွက်မပြေးခြင်းအောင်အဖို့လုပ်ပေးဖို့ပါပဲဒါပေမဲ့ကံကြမ္မာဟာရေစရာကောင်းပါတယ်အမေရိကန်စစ်ပြေးကြီးနဲ့ဂျပန်ပြန်ပြီးဆွဲခံရတဲ့သူလေးဟာဘာသာစကားမတူဘာမှနားမလည်ပေမဲ့နောက်ပိုင်းမှာတော့တဦးကူတဦးအမှန်တကယ်ချစ်မိသွားကြပါတယ်ညာတိုင်းအေးရဝန်ကနီးမှာသူတို့ဟာတယောက်ကိုတယောက်အင်္ဂလိပ်လို good night လို့နှုတ်ဆက်ကြပါတယ်ဒါဟာမြောက်ကိုရီးယားအဆောင်တက်တွေနားမလဲတဲ့သူတို့နှစ်ယောက်ကြားကလွတ်လပ်ခြင်းသင်္ကေတလေးတစ်ခုပါပဲသူတို့စီမှာသမီးလေး2ယောက်ထွန်းကားခဲ့ပါတယ်နှစ်40ကြာမှပြန်ဆောင်ရတဲ့လွတ်လပ်ခြင်း2002ခုနှစ်မှာကဘာကြီးကအံ့ဩသွားခဲ့ရပါတယ်မြောက်ကိုရီးယားကဂျပန်နိုင်ငံသားတွေကိုပြန်ပြီးဆွဲခဲ့တာမှန်ပါတယ်လို့ဝန်ခံလိုက်ပြီးဟီတိုမီအပါအဝင်9ယောက်ကိုဂျပန်စီပြန်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့ဂျန်ကင်ကတော့မြောက်ကိုရီးယားမှာကြံရစ်ခဲ့ပါတယ်သူကငါမိသားစုကိုသူတို့တက်ပစ်လိုက်မယ်လို့ကြောက်နေခဲ့တာပါနောက်ဆုံး2004ခုနှစ်မှာတော့အင်ဒိုနီးရှားနိုင်ငံကနေတဆင့်ဂျန်ကင်နဲ့သမီး2ယောက်ဟာဂျပန်မြေကိုနေနိုင်ခဲ့ပါတယ်အသက်64နှစ်ရှိပြီဖြစ်တဲ့ဂျန်ကင်ဟာအမေရိကန်မြေကိုရောက်တာနဲ့အမေရိကန်စစ်တပ်ကိုတွားရောက်အဖမ်းခံခဲ့ပါတယ်တက်ကြကြီးဂျန်ကင်အစီရင်ခံပါတယ်ဆိုတဲ့စကားကိုပြောနေချိန်မှာသူဟာငိုရှိုက်နေခဲ့ပါတယ်အမေရိကန်အစိုးရကသူ့ရဲ့နှစ်40ကြာဒုက္ခတွေကိုထောက်ထားပြီးထောင်ဒဏ်25ရက်ပဲချမှတ်ခဲ့ပါတယ်ဂျန်ကင်ဟာဘဝရဲ့နောက်ဆုံးနေ့ရက်တွေကိုဂျပန်နိုင်ငံစာထူကျွန်းမှာအေးချမ်းချမ်းဖြတ်တန်းသွားခဲ့ပါတယ်။သူဟာခရီးသွားတွေကိုမုံရောင်ရင်သူတို့နဲ့ဓာတ်ပုံတွေတွဲရရင်ပျော်ရွှင်ခဲ့ပါတယ်။2019ခုနှစ်မှာသူကွယ်လွန်သွားခဲ့ပါတယ်။သူ့ဘဝစကြောင်းဟာကျွန်တော်တို့ကိုတခုပဲသတိပေးနေပါတယ်။တခဏတာမှာရွံ့တဲ့ဆုံးဖြတ်ချက်ဟာဘဝတစ်ခုလုံးကိုဖျက်ဆီးနိုင်ပေမဲ့စစ်မှန်တဲ့မေတ္တာတရားကတော့ဘယ်လိုအမောင်တူထဲမှာမဆိုရှင်သန်နိုင်နေဆိုတာပါပဲ။အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။